ကျိုးတိုက်အလားလေးချီခြင်းနဲ့ညီကိုများအတွက်ဒီနေ့ပြပေးပါမယ်ပထမဆုံးကျိုးကိုပဲဘက်ကပဲဖြစ်ဖြစ်ညာဘက်ကပဲဖြစ်ဖြစ်စထိုးမယ်ဆိုလို့ရှိရင်စံကျင်ဘက်ရဲ့နှစ်ခုမြောက်ရဲ့သုံးခုမြောက်မှာစထိုးပါမယ်ခင်ဗျာပြီးရင်အဲ့အပေါ်မှာအောက်ဘက်ကနေသွားဖို့လို့အပ်ပါတယ်အပေါ်ကနေသွားတဲ့ခါကျရင်ကျိုးထုံးလေးပဲဖြစ်နေနိုင်ပါခင်ဗျာထုံးလေးသူဆိုတာဒီဘက်ချမ်းကိုပြန်သွားတဲ့ခါကျလို့ရှိရင်လေအပေါ်ဘက်ကနေသွားမယ်ကျိုးတွေကိုခေါင်းနေတာလေးရှိရင်ပြန်လုပ်မယ်ဘာဖြစ်လို့လဲဆိုတော့ကျိုးခေါင်းနေတဲ့ခါကျရင်ပြီးသွားတဲ့ခါကျရင်ကျိုးတွေကမလှမညီအောင်မျိုးဖြစ်နေနိုင်တယ်အဲ့တော့သတိထားပြီးတော့ကျိုးလေးတွေဖြတ်ပါပြီးသွားတဲ့ခါကျလို့ရှိရင်ဒီဘက်ကိုလည်းအောက်ဘက်ကနေပဲပြန်သွားပါမယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ပေါ်သွားတဲ့ခါကျရင်ကျိုးထုံးလေးဖြစ်နေနိုင်ပါတယ်အပေါ်ဘက်ကိုပြန်သွားပါမယ်ခင်ဗျာဒီမှာဆိုရင်သတိထားမိပါပါကျွန်တော်ကျိုးတွေကခောက်သွားတာမျိုးတွေရှိတယ်ပြဿနာမရှိပါဘူးဒီကသူတို့ခောက်သွားတာလေးကိုကထိန်းပြီးပြန်ဖြတ်ပေးနိုင်အဆင်ပြေပါခင်ဗျာဒီကြလို့ရှိရင်တော့အစုံတက်ကိုအပေါ်ဆုံးပါပဲဒီဘက်ချောင်းကိုစတင်ထိုးပါမယ်ဆိုလို့ရှိရင်ခုနလိုပဲထိုးမှာပါဒါပေမဲ့ဒီတစ်ခေါက်သွားတဲ့ခါကျလို့ရှိရင်ပထမထိုးထားတဲ့ကျိုးလေးတွေရဲ့အပေါ်အောက်သွားဖို့လိုပါတယ်အပေါ်ဘက်ကျိုးနဲ့ကျိုးအောက်ဘက်ကျိုးတဲ့ကျိုးခလေဘက်ကျိုးတော့အောက်မှာပဲထားပါမယ်ဘေးနှစ်ဖက်ကိုတော့အပေါ်မှာထားပါမယ်အဲ့ချိန်ကျရင်ကိုလိုချင်တဲ့ပုံစံလေးတိုင်းပို့ထွက်လာပို့လှနိုင်ပါတယ်ဒီလိုပဲအောက်ကနေသွားမယ်ဒီဘက်ကိုပြန်လာတဲ့ခါကျရင်ခလေကျိုးအပေါ်မှာထားပြီးဘေးနှစ်ကျိုးအောက်ဘက်မှာထားပါမယ်ခင်ဗျာဒီလိုလက်ထိုးတဲ့နေရာလေးတွေကအရေးကြီးတယ်နည်းနည်းလေးခက်ခဲတဲ့အတွက်ထိမ့်ပြီးတော့ဖြည်းဖြည်းချင်းထိုးစေချင်ပါတယ်ကျိုးခောက်တာလေးတွေကိုတော့ထုံးစံတိုင်းပြန်ဖြန့်ဖို့လိုအပ်ပါတယ်ခင်ဗျာကျိုးလေးတွေပြန်သွားပြီဆိုလို့ရှိရင်အောက်ဘက်ကနေဆက်သွားဖို့ပဲလိုပါတယ်ခင်ဗျာအပေါ်ဘက်ကသွားမိပါကပြန်ဖြုတ်ပြီးပြန်လုပ်လို့ရတယ်ဒါပေမဲ့နည်းနည်းတော့လှုပ်ရှုပ်တာပေါ့ဒီလိုမျိုးနောက်ဆုံးဥစ္စာလေးကနည်းနည်းလေးကြက်နေတတ်တယ်ဒါကြောင့်ထိမ့်ပြီးတော့အပေါ်အောက်လေးသွားပေးမယ်ခင်ဗျာဘေးနဲ့ကျိုးကအပေါ်ဖြစ်ပြီးခလေကျိုးကအောက်မှာပါပဲခင်ဗျာဟုတ်ကဲ့ကျိုးတွေပြီးသွားတဲ့ခါကျရင်ဘယ်နဲ့ညာနဲ့ပုံစံတူအောင်လို့အပေါ်ဘက်မှာအဆုံးသတ်ပါမယ်